ကောက်လိန်သောစကားကိုသုံးတက်သောလူမိုက်ထက်ဖြောက်မှတ်ခြင်းလန်းသူလိုက်သောစင်းရဲသူသည်တာ၍ကောင်း၏စိတ်ဝိညာဉ်သည်ပညာအတက်မရှိဘဲမနေကောင်းအလင်းအမြန်သွားသောသူသည်လည်းမှားယွင်းတတ်၏လူသည်မိုက်သောသဘောကြောင့်လမ်းလွဲ၍စိတ်ထဲမှထာဝရဘုရားကိုကဲ့ရဲ့ပြစ်တင်တတ်၏စီးစိမ်ရှိလင်အဆွေခင်ပွန်းများတတ်၏စင်ရဲသားသူမူကားမိမိအိမ်ကြီးချင်းနှင့်မျှမပေါင်းဖော်ရမမှန်သောတက်သည်သည်အပြစ်မခံဘဲမနေရမူတာကိုတုံးသောသူသည်လည်းဒဏ်နှင့်မလွတ်ရများသောသူတို့သည်မင်းကိုဖြောင်းဖြတတ်ကြ၏လက်ဆောင်ပေးသောသူကိုလည်းလူတိုင်းမိတ်ဆွေဖွဲ့တတ်၏စင်ရဲသောသူ၏ညီအကိုရှိသမျှတို့သည်သူ့ကိုမုန်းတတ်ကြ၏သူ၏အဆွေခင်ပွန်းတို့သည်သူ့ကိုတာ၍ဝေးစွာရှောင်တတ်ကြ၏လိုက်၍ခေါ်တော်လဲကွယ်ပြောက်ကြပြီပညာကိုရသောသူသည်မိမိအသက်ဝိညာဉ်ကိုချစ်ရာရောက်၏ဉာဏ်ကိုဆွဲလန်းသောသူသည်လည်းကောင်းကျိုးကိုခံတတ်၏မမှန်သောသက်သည်အပြစ်မခံဘဲမနေရမူတာကိုတုံးသောသူသည်လည်းပျက်စီးခြင်းသို့ရောက်လိမ့်မည်မိုက်သောသူသည်မပျော်မွေ့သင့်ထိုများမကကျွန်သည်မင်းတို့ကိုအဆိုးမရသင့်တမန်တတိရှိသောသူသည်မိမိအမျက်ဒေါသကိုချုပ်တီးတတ်၏သူတစ်ပါးပြစ်မှားခြင်းကိုတီးခံသောသူသည်လည်းဘုံအသေးရှိ၏ရှင်ဘုရင်၏အမျက်တော်သည်ရှင်သိဟောက်တကဲ့သို့ဖြစ်၏ကျေးဇူးတော်မူကားမျက်ပေါ်မှကျသောနှင်းရည်ကဲ့သို့ဖြစ်၏မိုက်သောသားသည်အဘဆင်းရဲစရာအကြောင်းဖြစ်၏ရန်တွေ့တတ်သောမယားသည်လည်းအဆက်ဆက်ကျသောမိုးပေါင်းနှင့်တူ၏အိမ်နှင့်စည်းစိမ်သည်မိဘအမွေဥစ္စာဖြစ်၏တမာတတိရှိသောမယားမူကားထာဝရဘုရားပေးသနာတော်မူရာဖြစ်၏ပြင်းရည်သောသဘောသည်လွန်ကျူးစွာအိပ်ပျော်စေ၍ပြင်းရည်သောသူသည်အငတ်ခံရ၏ပညတ်တရားကိုစောင့်သောသူသည်မိမိအသက်ဝိညာဉ်ကိုစောင့်ရရောက်၏မိမိသွားရလမ်းတို့ကိုမထီလေးစားပြုသောသူမူကားအသေးခံရ၏စင်ရဲသားကိုတနာသောသူသည်ထာဝရဘုရားအားချီးငှားသောသူဖြစ်၍သူပြုသောအမှု၏အကျိုးကိုဆက်ပေးတော်မူလိမ့်မည်မျောလင့်เสียရှိစဉ်အခါကိုယ်သားကိုဆုံးမလောသူကိုအကျိုးနည်းအောင်တနာသောစိတ်မရှိစေနှင့်ဒေါသအမျက်ကြီးသောသူသည်အပြစ်ဒဏ်ကိုခံရလိမ့်မည်သူကိုကယ်နှုတ်လင်အဖန်ဖန်ကယ်နှုတ်ရမည်နောက်ဆုံးကာလ၌ပညာရှိဖြစ်လိုသောငါဆုံးမသောစကားကိုနားထောင်၍ဤဥပရိသကိုခံယူလောလူသည်အထူးထူးအပြားပြားကြံစီတတ်၏တို့ရတွင်ထာဝရဘုရား၏ကျေးဇူးတော်သည်တည်လိမ့်မည်လူသည်စေတနာရှိလင်ကျေးဇူးပြုရာရောက်၏စင်ရဲသောသူသည်လည်းမူတာသုံးသောသူထက်သာ၍ကောင်း၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍ထိုသဘောရှိသောသူတို့သည်အလိုဆန္ဒပြည့်စုံလျက်ရှိ၍ဘေးဥပတ်နှင့်ကင်းလွတ်လိမ့်မည်ပြင်းရည်သောသူသည်မိမိလက်ကိုအိုး၌သွင်းတော်လဲတဖန်နှုတ်၍မိမိပါးစပ်သို့မခွန့်လိုမထီမဲ့မြင်ပြုသောသူကိုရိုက်လင်ဉာဏ်တိမ်သောသူသည်တတိယလိမ့်မည်ဉာဏ်ကောင်းသောသူကိုဆုံးမလင်သူသည်ပညာတရားကိုနားလည်လိမ့်မည်အဘဥစ္စာကိုဖြုံး၍အမိကိုနှင်ထုတ်သောသားသည်အဆက်ခွဲသောသားကဲ့ရဲ့ခြင်းကိုခံစီသောသားဖြစ်၏ငါသာပညာတရားကိုပယ်စေခြင်းကတွင်တင်သောသူ၏စကားကိုနားမထောင်နှင့်အဓမ္မသက်သည်တရားကိုမထီမဲ့မြင်ပြုတတ်၏မထီမဲ့မြင်ပြုသောသူတို့အဖို့အပြစ်စီရင်ခြင်းမိုက်သောသူတို့၏ကြောဖို့ဒဏ်ပေးခြင်းသည်အသင့်ရှိ၏